အခုပုံမှန်မြင်ရတဲ့အတိုင်းပါပဲမနေ့10နာရီ17နာရီဝန်းကျင်ကနေပြီးတော့အခုညနေ9နာရီအထိပေါ့နော်အနောက်တောင်ဘက်ကနေပြီးတော့တိမ်တွေဝင်လာတာကိုတွေ့ရပါမယ်တိမ်တုတယ်ကြီးမားတဲ့တိမ်တွေကရခိုင်ရိုးမနဲ့ထိပြီးတဲ့အခါကျတော့ဒါပြန်ကွဲထွက်သွားပြီးတော့ဒီအလဲပိုင်းမိထီလာနဲ့မန္တလေးတိုင်းနဲ့ကိုဆက်ပြီးတော့ရွေ့တာတွေ့ပါမယ်တောင်ပိုင်းမှာဆိုရင်တော့ AR တိုင်းကိုဖြတ်ပြီးတော့ဝင်လာတဲ့တိမ်တွေဒီ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းဆက်ပြီးတော့နောက်ကျွန်တော်တို့မွန်ပြည်နယ်နောက်ကရင်ပြည်နယ်အဲ့ဒီဒေသတွေကနေပြီးတော့တဆင့်ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကိုဆက်ပြီးတော့ရွေ့တာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီ AR တိုင်းရန်ကုန်တိုင်းနောက်ရခိုင်ပြည်နယ်